Hello အားလုံးပဲမင်္ဂလာပါဗျာ Funky Toy Gaming Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ Funky ပါဒီနေ့မှာတော့ကျွန်တော်တို့မွေးမြူချန်စာပြီးတော့အကောင့်တွေကိုမွေးဝမှာပဲဖြစ်ပါတယ်ကျွန်တော်အစိုးရကြီးဝေဘူးအားလုံးတောင်းဆိုပါတယ်ကျွန်တော် view လေးစားလိုက်ကြရအောင်ကျွန်တော်ကတော့ဒီနားမှာစောက်ဖို့စဉ်းစားထားပါတယ်ခင်ဗျာဟိုကျွန်တော်တို့စားစောက်ကြမယ်ကျွန်တော်တို့ဒီမှာဆောက်ပြီးသွားပါပြီကျွန်တော်စက်တင်မှာမိနစ်လူခံစားရလဲအဲကြောင့်မို့ကျွန်တော်တစ်ထပ်ဖြတ်လိုက်ပါမယ်ခင်ဗျာโอเคအလူကောက်ကျွန်တော်တို့ကွက်တီပဲကြီးလို့ကောင်းပါပါပြီကျွန်တော်အပေါက်လေးဖောက်မယ်โอเคကျွန်တော်တို့ချန်စီကိုစားလိုက်ကြရအောင်โอเคကျွန်တော်တို့အမှုစားမှုကြပါမယ်ကျွန်တော်အမှုတော့ကြတော့ကျွန်တော်မပြတော့ပါဘူးဗီဒီယိုရှင်းဖို့မလိုပါအလုပ်ပဲစိုးယူပါအမှကျွန်တော်စကလီရနေဇုံဗီတွေခရီပါတွေဝင်မှာဆိုလို့ဆိုပြီးတော့ကျွန်တော်ကြံကျိုးလေးကိုဆက်ဆောင်းလိုက်ပါတယ်ကျွန်တော်အခုထဲမှာဒရိစံတွေဝင်လို့ရအောင်ဆိုပြီးတော့ကျွန်တော်တကားလေးကိုပြဖြတ်ပြီးတော့ဒရိစံတွေကိုတော့ခေါ်တော့မှာပဲခင်ဗျာโอเคကျွန်တော်တို့ဒရိစံတွေကိုတွားချကြပါမယ်ခင်ဗျာအခုကျွန်တော်ရှာထားတဲ့ဒရိစံတွေတော့ရလာပါပြီโอเคတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ brother တို့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye ပါ